ကဲဆန်းဟောမစောအကြိုင်မလို့ကတပွဲတော့တဆော့ရင်မနှက်ကတောဆော့တဲ့တပွဲမှာဥမာကိုင်းနဲ့တွေ့တာပါသူအမဲသူကကလေးသားစားချင်တာတယောက်ဒါလေးကဘူးလင်းလေဒါလေးကဘူးလင်းလေအေးကလေးတွေကွာကလေးသားစားတော့မယ်ကွာဒီပွဲတော့ပျော်တော့ကွာမောဆရာသားနေတာစားတော့မယ်မောဆရာသားပြောတယ်ကွာကိုကြီးတော်တော်မင်လာလေးလိုပဲလွတ်တော့မယ်ဟုတ်ပါရလိုက်တဲ့မော်တရားပါရနှစ်ယောက်တော့ပြီလူကတက်ချင်းတော့မရှိဘူးသူကအမေအားချောင်းတာနှစ်ယောက်တော့ဒီမှာကဲဘူကမိန်နဲ့တက်ဆင်းနိုင်တာကြော်သွားတာဒီနားမှာဆိုမကြည့်လိုက်ငါခုံဝင်တော့ဘယ်လိုမျိုးကန်ထွက်လာလဲမင်းအဲ့ဘူကန်တိုက်ရငါ့ကိုကန်ထုတ်လိုက်တာဒီနားမှာလည်းကြည်အောင်ရောက်ကြီးငါကလန်သားလေးကဂမ်းမကောက်ဝဲနဲ့ငါ့ကိုပေးကောက်တာပါတဲ့ဆောင်းချစ်သွားရလားဒီကန်လေးနဲ့ဘယ်နှကောင်ကြိတ်သွားလဲဆိုကြည့်လိုက်တော့မှဘူကောက်ကိုနောက်ရင်တော့ကြိတ်မှာကွာမလုပ်ပါနဲ့ဆိုပြီးကျွန်တော်ပေးပါဦး။လေးကိုလည်းပေးလိုက်ပါရပါလေတူလဲငါတို့နောက်နေဆင်းပြတာပဲငါတို့လာဆဲတယ်ငါလည်းဓာတ်နဲ့ခုတ်တောက်လိုက်ကွာလားကဲဒီနိုင်မှာဆိုတော့ခန်းကလည်းကြည့်လိုက်ကြီးက30ပဲကျန်တော့တာဟုတ်ပြီငါပြီးထွက်လာဟုတ်ကွာငါ့လိုက်ရှာမတွေ့ဘူးတော်လေးမမီဆက်နဲ့ဆိုဒီများတော့တိတ်မတွေ့ရတိတ်မထားမိကြမျိုးကွာအဲကြောင့်မမီဆက်ဖြူလေးဝတ်တာလားရော့တိုက်ကန်နိုးရတယ်ဝိုင်းထီးတယ်ဒီနိုင်မှာပဲကွာဒီကန်လေးနဲ့လားတကောင်ကြီးက20ပဲကျန်တော့တယ်ရောက်ကြီးတော့ဘာမှလည်းလုပ်လို့မရဘူး enemy တွေကဒီနားမှာဝိုင်းလေလုပ်ရင်ခြေရလေးကြည့်လိုက်ပါဒီနားလေးမှာပဲဝိတ်လေလုပ်ပြီးတော့ငါ့ကိုလိုက်ရှာနေလားဘာလားတော့မသိတော့ဘူးဒီနားလေးမှာနေရရှင်တို့ခုံနေရလားတပွဲတော့ဆော့ပါအဲ့နေရာဘာလေးပါတဲ့ဥမာကောက်တက်ချင်လို့အဲ့နေရာတကယ်တော့ကွာအပြင်ဘက်ကိုခန်းထွက်ကောက်ရောက်လဲကွာခြေတန်တွေကရှက်ဦးနေမှာဟာရောက်ဥမာကကင်းမစစ်တက်လာပြီဟောလိုက်ရှာနေတယ်နော်နေပါစီခန့်ရဲ့ဒူဒီနားဖြစ်လာမှာငါပစ္စတိုနဲ့ပဲကြိတ်မှာဟာလားကြီးနေလားလားလောဆယ်တော့ပုံးနေဦးပဲဒီကောင်ဒီနားလေးမှာရှိရပါအဲ့အောက်မှာလည်းတကောင်တော့လာဆိုတော့ခိုင်တူလူကလာကဲအောင်ပါကောင်ခြေတံတွေကကိုတောင်ဖက်မှာရောဆိုတော့မထွက်ရဲဘူးဖြစ်နေပဲဟုတ်မလဲဒီဘက်ဖြတ်ပြီးတော့ငါရှိတယ်ဘောကြီးဖြစ်နေတော့ဟိုမှာထိုင်ကင်းနေတယ်ယော့အားရောင်ကောင်လည်းကင်ဝဲယော့အမတွေ့နော်ဒီကန်လေးနဲ့တော်တော်ကြိတ်ပါဟာကြီးရမရှိတော့ရကြီး6တော့ပဲကျတော့ပစ္စည်းလေးပဲတော့ကောက်ပါကွာဒီပေါ်ပစ္စည်းတက်ကောက်မလို့ရအောင်အေးကိုအောင်3လောက်တက်လာအခြေတန်အကြောင်းကိုပစ္စတိုလေးပဲရလိုက်တယ်ကွာပစ္စတိုလေးနောက်တော့အိမ်မှာပြန်လာအိတ်တယ်ကွာဟုတ်လားအဲ့လာပြီဥမာကားတော့ဖဲရောက်ရင်မိန်းထဲမှာဒီကောင်လေးမှာငါကြည့်လဲရှိုးလိုက်အောင်ပစ္စတိုကလည်းကြီးရ18တောင်းနဲ့ဟိုရဲ့ကန်ကလည်းကြီးရ6တောင်းပဲရှိရကွာအဲ့ကြီး6တောင်းနဲ့တကောင်နှော့ရရကွာရှုံလားမသိဘူးအဲ့ကောင်နှော့နေရအပန်းခွေရက်ကွာကြည်မရှိလို့မှာပေါ်မှာတကောင်အောက်မှာတကောင်နှော့ပြလိုက်တယ်ရောမှာဟောရောကြီး6တောင်းနဲ့နှော့ရနော်ဒီကန်ကတမ်းတော်တော်နစ်တယ်ပြောပါလားရှိတော့ရောပစ္စတိုပဲကျန်တော့တယ်ဥမာကဖြတ်ပြီးတာငါရှိတယ်ရောပစ္စတိုလေးပဲပြစ်လိုက်မယ်လားအပါခေါ်ချင်တာကခေါ်လို့မရဘူးကန်ကကြည်ပြီးတော့ရိုးခုံထွက်လိုက်တဲ့အချိန်နဲ့ကွက်တီပဲဟိုကောင်နောက်လည်းရောက်တယ်နော်ပြေးနေဒီဘက်ချမ်းရောက်လာဟောအနိမီကသိနေတာသုံးပါလိမ့်လို့တော်လေးတွေရောက်ကြီးဒီနားလေးမှာကွာငါမားပါကွာငါတို့ကစကောလိုက်လာဆိုငါဟိုပေါ်အပေါ်ဆုံးထမ်းနေတော့ချောင်းပြစ်မလို့ကွာပစ္စည်းလေးပိုင်ကောက်တော့ငါပြင်ထွက်လိုက်တာမှားပါငါအနိမီမတွေ့ဘူးရောက်ကြီးကြည်လည်းမကြည့်ဘူးငါရိုင်းမဲကွာချင်းပေးတက်လိုက်တာကွာတီရောအမ